မင်္ဂလာပါ27 Audio Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဖတ်ပြပေးမယ့်ဝတ္ထုတိုလေးကတော့ဆီယမကြီးနုနုရီအင်ဝါရေးသားထားတဲ့ခွေးတဲ့ရဲ့ဆိုတဲ့ကလေးတယောက်ရဲ့တနာစရာကောင်းလာတဲ့ဘဝကိုအခြေခံပြီးရေးထားတဲ့ဝတ္ထုတိုလေးကိုဖတ်ပြတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အဆုံးထိလိုက်ပါခံစားပေးကြပါအောင်ရှင်ကျမခွေစကားပြောမလို့မဟုတ်ပါဘူးကျမတို့စီမှာများပြားလာတဲ့ခွေအုပ်ကြီးနဲ့အတူခွေတရေဆိုတာမကြသေးမီကပဲအမှန်တကယ်ပေါ်ပေါက်ခဲ့လို့ပါကျမတို့တိုက်လေးမှာခွေးငယ်လေးတွေများလာပေမဲ့ခလေးငယ်လေးတွေကတော့နေပါတယ်အခန်းပေါင်း24ခန်းရှိတဲ့တိုက်တစ်လုံးမှာမှ9ယောက်ပဲရှိတယ်ယောက်ျားလေး2ယောက်နဲ့မိန်းကလေး3ယောက်အသက်အကြီးဆုံးက9နှစ်ပဲရှိအောင်မယ်အသက်အငယ်ဆုံးက3နှစ်လောက်ပဲရှိအောင်မယ်ထင်ပါရဲ့မောင်စွမ်းပြေမောင်ရှင်းတန့်မြက်ပန်းပွင့်တော့မတ်ဒီခန့်ခန့်နဲ့ဒီဟာလေး9ယောက်ထဲကအသက်အကြီးဆုံး3ယောက်ဟာခလေးမြင့်ငယ်မရှိတဲ့ကျမတို့အခန်းမှာအမြဲစရဲချတတ်တယ်မောင်စွမ်းပြေရဲ့တော်တော်ရဲ့မတ်ဒီရဲ့ပေါ့ကစားကြရန်ဖြစ်ကြငိုယိုကြပေါ့ကျမကဖြန်းပြေးရရေတိုက်ရမုတ်ကျွေးရပေါ့သူတို့3ဦးထဲမှာမင်းကလေးတွေကစကားမကြွယ်ရပဲစကားအကျွေဆုံးနဲ့အမေအမြန်အထူဆုံးကအောက်နှခမ်းအလေတက်တက်မှာမှဲ့နှက်နဲ့မောင်စွမ်းပြေပဲဒီကောင်ကကျမတို့ဒီတိုက်ရောက်ခါစားသူ့ကိုဝင်ကြီးနဲ့ကလေးကမြင်တွေ့ရပြီးကျမတို့မျက်စိအောက်မှာမွေးဖွားကြည်ပြင်းလာတဲ့ကလေးကျမတို့ကိုပိုးရင်နေတယ်ဒီကောင်ကချစ်စရာလဲကောင်းတော့အသက်40ကျော်မှကံပေါ်တဲ့သူမိဘတွေဦးမျိုးသက်နဲ့ TTC ဆီယာမဒေါ်ရွှေဤတို့လဲတဲတဲလို့ချစ်တယ်လို့ပဲအားလုံးကဝိုင်းချစ်ကြတယ်ကျမတို့2ယောက်ကိုတော့သူကရိုက်စားပဲအမေအမြန်းကလည်းထူသလားမမေးနဲ့သူမေးလွန်းလို့သူ့အဖေကစိတ်မရှိတော့စိတ်ရှည်လက်ရှည်ဖြေတဲ့သူ့ဘဘတို့ကျမတို့2ယောက်ကိုဒီတိုက်မှာရှိတဲ့ခလေးအားလုံးနဲ့သူတို့မိဘတွေကဘဘတို့နဲ့အန်တီနူတဲ့သူ့ဘဘတို့ကိုပဲမိကုံမောင်းများစွာမေးလေးရှိတယ်မိကုံတော်တော်များများကတော့ယောက်ျားလေးတွေစိတ်ဝင်တက်တဲ့တနတ်တို့ဓာတို့တိုင်းတို့အကြောင်းမောအထူးသဖြင့်ဒီကောင်အသက်နဲ့အများမြဝတီတရုတ်တိုင်းကားများနဲ့အတူတကွကြည်ပြင်းလာတာဆိုတော့တိုင်းဟာသူ့ရဲ့ favorite ပဲအလကားနေရင်ခုံပြန်နေတာပဲတခါကျတော့သူ့ဘဘတို့ကိုမေးတယ်ဘဘတို့သားတို့တိုက်အပေါ်ဆုံးကနေပြီးတော့အောက်ဆုံးကိုတိုင်းကားတွေတဲကလို့ခုံကျင်တယ်သား6တော့ကျိုးမှလားတဲ့ဟာကျိုးမှာပေါ့ကွာလို့သူ့ဘဘတို့ကအမြန်ဖြေရတယ်ဒီကောင်ဘဲကျင်းနဲ့မလဲဇလန်းကဆက်တော်တာပဲတိုင်းကားတွေထဲမှာကြတော့ဘာလို့မကြိုးလဲသားတို့တိုက်ထက်တောင်မြင်သေးတယ်ဟာသူတို့ကကိုဖို့တိုင်းတက်တယ်ကွာမင်းကမှမတက်ဖေးဒါပြသားကိုတင်ပေးပေါ့ဘဘတိုးတင်ပေးပေါ့ဘဘတိုးတင်ပေးဘဘတိုးကမတက်ဘူးကွာမင်းကြီးတော့မှဆရာနဲ့အပ်ပေးမယ်လေကွာဒါဆိုရင်သားကိုဆေးထိုးပေးပေါ့ချက်တော့မကြိုးအောင်လေသားဖေလို့ဆေးမျိုးဘဘတိုးထိုးတက်လာဘာဆေးလဲကွာမင်းကသားဖေကြီးရဲ့လက်မောင်းမှာရှိတယ်လေအယုတ်လေးတွေလေအဲ့ဒါသားဖေကြီးကိုတနက်နဲ့ပြည့်ရင်တော့ဖေကြီးကမသိဘူးတဲ့ဓာတ်နဲ့ထိုးရင်လည်းမသိဘူးတဲ့အဲ့ဒီစီဘဘတိုးထိုးတက်လားအေးထိုးတက်တယ်မင်းကြီးလာတော့ထိုးပေးမယ်ကွာဟုတ်လားဟင်းအခုထိုးပေးပါဘဘတိုးအခုပဲဟာမင်းကလည်းစေးဆိုတာဒီအတိုင်းထိုးလို့မရဘူးကွာကတော့ပွဲနဲ့ထိုးမှစွမ်းတာမင်းမှာကတော့ပွဲဖို့ပတ်စံရှိလို့လားအောင်မဘဘတိုးကလည်းသားမှာပတ်စံရှိတာပေါ့မိုးဘိုးတွေအများကြီးရှိတယ်အေးအဲ့လိုဆိုရင်ထိုးပေးမယ်ဘဘတိုးစီးကမင်းအဖေချက်စွမ်းနေသိလားမင်းအဲ့ဒီစီးထိုးပြီးတာနဲ့မင်းနဲ့တော်တော်နဲ့ရန်ဖြစ်တယ်ဆိုပါစို့ကွာတော်တော်ကမင်းကိုရိုက်မလို့လက်ရွယ်လိုက်တာနဲ့မင်းကလက်ညှိုးထိုးပြီးတော့အာတိပုတိအာလို့ဆိုလိုက်ရင်တော်တော်ကရိုက်လို့မရတော့ဘူးလေထဲမှာလက်ကြီးကဟော့ဒီလိုကြီးရက်နေရောတကယ်လားပပတူတကယ်ပေါ့ကွာမင်းအဖေတို့အမေတို့မင်းကျူရှင်ဆရာမတို့ရိုက်မလို့ဒုံနဲ့မင်းကိုရွှဲလိုက်တာနဲ့မင်းကအာတိပုတိအာလို့ဆိုလိုက်ရင်သူတို့ရဲ့ဒုတ်ကြီးကရိုက်လို့မရတော့ပဲလေထဲမှာဟော့ဒီလိုကြီးရက်နေမှာဟာကောင်းလိုက်တာဒီနေရာအရောက်မှာမောင်စွမ်းပြစ်ဟာတကယ်ကိုဟတ်တီသွားပြီအလွန်တရာသဘောကျရွှင်မျိုးစွာနဲ့ခုံပေါက်တောင်းကားလိုက်သေးတယ်ပြီးတော့မှသူ့ဘဘတို့ကိုခုထိုးပေးလှုပ်တော်တာပေါ့ဘဘတို့မှာဘလို့ရှောင်ရှားရမလဲသိတော့ကြော့ပွဲပစ္စည်းစုံမှထိုးလို့ရမယ်ဆိုတဲ့နည်းနဲ့ပေါ့ကြော့ပွဲထဲမှာအရေးကြီးဆုံးပစ္စည်းကဘာလဲဆိုတော့ခလေးဘလို့မှမတက်နိုင်တဲ့ Black Label Whisky အကြီးတစ်လုံးနဲ့မင်းမုတ်ဘိုးတွေစုအောင်ကွာဆိုတော့
ဒီကောက်မှမချင်မရဲနဲ့ဒါမုတ်ဘိုးတွေစုပြီးရင်ထိုးပေးရမယ်နော်ဆိုပြီးညင်ရတော့တာပဲဒါပေမဲ့အာဒီပူတီအားထိုးစီကိုဒီကောက်စိတ်ထဲမှာဘလောက်ဆွဲလန်းနေလဲဆိုတော့ဆိုကာရီတီပြိုင်ပွဲချင်းတညသားမှာမဟာဇနကဇက်တော်ကြီးကိုကျွန်တော်တို့သွားကြည့်ကြတော့ဝါသနာပါတဲ့သူ့အမေနဲ့သူနဲ့သားအမေနှစ်ယောက်လိုက်လာကြတယ်ပွဲမစခင်မှာတော့အမျိုးသားဇက်ယုံကြီးထဲမှာဒီကောင်တအားပျော်မြူးတက်ကြွနေတာပေါ့ပွဲလဲစရောဒီကောင်15မိနစ်တောင်မခံဘူးစိတ်ညစ်တွန်လိန်လာတော့တာပဲငါးနဲ့သားနဲ့နောက်ပိုင်းဆက်တွေ့ကြတော့တာကိုခဏနေတော့ကျမနာကပ်ပြီးကိုရောချောလေးကစိတ်ပြက်လက်ပြက်ဘလို့မြန်းညင်းညူလိုက်တယ်မှတ်လေသူတို့ကဗျာစကားပြောရင်ဘာဖြစ်လို့ငိုပြောနေကြတာလဲဗျာတဲ့ကဲကျမမှရှင်းပြလို့လည်းမဖြစ်နဲ့နောက်တစ်ခန်းကျတင်းမောကြီးလာမှာကွလေမုံနှန်းနေလဲတိုက်လိုက်မယ်ကြည့်လိမ့်မာတယ်ပဲလှုပ်ရတော့တာပေါ့ဒီကောင်ခမများမှာတော့အာလူကျော်ထုတ်တွေမုတ်ထုတ်တွေကိုတကြွဖောက်စားစိတ်ညစ်တွန်လိန်နေရကနေဇနကမင်းသားသူ့မေတော်နဲ့ကုံရောင်းကုံဝဲထွက်ကနေခွင့်ပန်းနှုတ်ဆက်ငိုယိုကြပြီးမေတော်ကိုကြော်ပြီးအထွက်သားဆိုပြီးလိုက်ရင်လက်ကိုစန်တန်းလိုက်တာကို freeze ဖမ်းပြီးတော့ရုပ်သေးလေးလှုပ်လိုက်ရောမောင်စွမ်းပြေဟာမုတ်ထုတ်ကိုလွတ်ချပြီးတော့အားရပါရထအော်တော့တာပဲဟာဟိုမှာကြည့်အန်ဒီတို့သူ့သားကသူ့အမေကိုအာဒီပူတီအားလှုပ်လိုက်တော့သူ့အမေကြီးလက်ကြီးတန်းလန်းနဲ့ရက်သွားပြီမိုက်တယ်ဟေ့အတန်ကြီးကလည်းအကျယ်ကြီးပဲကျမတို့မဲရီလိုက်ရတာလည်းမပြောနဲ့သူ့မလည်းနောက်ရက်တည်းထိပြောလို့မဆုံးတော့ဘူးဒီကောင်ကစကားကြွနဲ့ပုံပြောတာကလည်းဝါသနာအလွန်ပါတာကိုဒီအရွယ်ဆိုတော့ပုံနာထောင်ရမယ်ဆိုရင်လဲကြိုက်မှကြိုက်ကျမကိုကြတော့သူကမေကွန်သိမ့်မမေးဘူးပုံမဲတွင်ပြောခိုင်းတော့တာပဲကျမပြောပြတဲ့ပုံမြင်နေနဲ့သူပြောပြတဲ့ပုံမြင်တွေဟာလုံးဝမတူဘူးစန့်ကျင်ခြားနာကြပြီးတစည်းတရေပုံမြင်အောင်မှာသူကစက်ရုပ်တရေတဲ့ပါဝါရင်းဂျာဆိုတာကတော့ဒီကောင်ပါဇက်ပြားကဘတော်မှမချတဲ့နာမည်ပေါ့တညက်နေမိုးချုပ်စားပြူပြီးနေဝင်ရီတရောအချိန်လေးမှာတော့ကျမတို့အခန်းတကာကိုတဘုံဘုံထူရိုက်အော်ဟစ်တန်နေနဲ့အတူကျမတကားဖွင့်လိုက်တာနဲ့တဟုံနိုးပြေးဝင်လာတယ်လူကြီးလူကောင်းလေး၃ယောက်ဟာကြောက်လန့်နေတဲ့အတန်တုံလေးတွေနဲ့ခွေတရေတဲ့မောင်စွမ်းပြည့်ရဲ့တော်ရဲ့မတ်တီးရဲ့လေကျမကိုလည်းအာကိုတကြီးနဲ့ဝိုင်းဖက်တွဲထားလိုက်တာမှာဘာလဲကွာဖဲ့စမ်းမအောင်အန်တီနုကိုပြစမ်းမအောင်ဘာဖြစ်တာလဲခွေတရေအန်တီနုရဲ့သားတို့တွေ့ခဲ့တယ်ဟုတ်တယ်ခွေတရေတော်တို့တိုက်အောင်မှာဟုတ်တယ်မိမိကြောက်တယ်၃ယောက်သားငိုမဲမဲလေးတွေနဲ့တကယ်ကိုကြောင်နေလိုက်တာများယောက်ျားဘာသားကြီးမောင်စွမ်းပြေတောင်မျက်ရည်တွေဝိုင်းလို့မဖြစ်တော့ဘူးမေးစမ်းမှုပြူပြီးချော့မော်နှစ်သိမ့်နဲ့အလုပ်ကိုလုပ်ရတော့မယ်ကဲခွေးတရေကိုဗမာတွေ့လာလေပြောပါဦးသားတို့တိုက်အောက်ကတစ်ပင်နေကြတဲ့မှာခွေးတရေကဘလို့ပုံစံရှိလဲကဲဟိုခွေးတရေကအသားမဲတယ်မျက်လုံးပြူးတယ်အဆွဲကြီးတွေလည်းပါတယ်သားတို့ကိုကြိုက်မလို့လိုက်တာဟုတ်တယ်ကြောက်ဖို့ကောင်းတယ်အဲ့ဒါခွေးတရေမဟုတ်ဘူးကွဒီတိုက်မှာသားတို့မမြင်ဘူးတဲ့ခွေးအမဲတကောင်ဖြတ်မှာပါနောက်ကိုခွေးတွေနာကိုတော့မစော့နဲ့ဟုတ်ပြီလားဟင်းအန်ဒီနုကလည်းခွေးအစ်စ်မဟုတ်ဘူးခွေးတရေသူကခွေးအစ်စ်တွေကြားထဲမှာရောနေတဲ့သူခွေးတရေမဟုတ်ပါဘူးကွသားတို့စိတ်ထင်နေတာပါကဲဒါဖြစ်လားအန်ဒီနုကိုလိုက်ပြဖင်နားမှာလေဟင်းသားတို့မလိုက်ရဲဘူးအန်တီနုဘာသာသွားကြည့်ဟိုးတိုက်အောင်မှာပြောရင်ဆိုရင်မဒီကဝါကနေငိုချလိုက်တော့မဖြစ်ချေတော့ဘူးချော်မော်ပြီး၃ကောင်စလုံးသူတို့မိဘတွေစီပြန်ပို့လိုက်ရတယ်သူတို့မိဘတွေလည်းရဲမောချော်မောကြပေါ့ဒါပေမဲ့နောက်တနေ့မနက်ကတော့မောင်စွမ်းပြေအမိတီချဲဤကအန်တီနုရေစွမ်းပြေတော့ဖျားနေပြီခွေးတရေနဲ့ညကလန့်អော်တယ်တဲ့လူကြီးတွေအုံနောင်ခြောက်ကြတော့တာပေါ့တကယ်တော့ဒီကလေး၃ကောင်ဟာဒီလောက်ကြောက်တတ်တဲ့ကလေးတွေမှမဟုတ်ပဲဘလို့ခွေးမျိုးကိုမြင်ခဲ့လို့ပါလိမ့်မော်နေဝင်ရင်တရောအချိန်တိုက်အောက်ထက်သူတို့ပြောတဲ့တစ်ပင်လေးချကြည့်လိုက်တော့ခွေးအနက်ခွေးအမဲဆိုလို့တကောင်မှမတွေ့တိုက်အောက်ကိုလုံးဝမစင်ရတော့ပဲသူတို့တွေစီကနေခွေးတရေဆိုတာတခြားတိုက်တွေကခလေးတွေစီပါပြန်နှံကူးဆက်သွားပြီးနေဝင်ရီတရောခလေးတွေကစားပွဲတွေတိန်းနာနဲ့ခွေးတရေဆိုပြီးတယောက်နဲ့တယောက်၆လန်းတန်းနေတိုက်တွေကြားမှာထွက်ပေါ်လာတတ်တယ်ဒီလိုနဲ့တခုသောနေဝင်ရီတရောအချိန်မှာတော့သူ့ဘဘတို့
စိတ်ဓာတ်မြင့်တင်ပေးလိုက်တဲ့အာတိပုပုဒိအာကိုနဲ့တိုက်အောက်ဆင်းစောတဲ့မောင်စွမ်းပြတယောက်ခွေးတရေဆိုတဲ့အတကုံအော်တန်နဲ့အတူကျမတို့အခန်းထဲကိုတရောတော်ပါဝင်ပြေးလာပြန်ပါရော။တာဘမလဲဆိုတော့ငါပြောမင်းနေကြားထဲမှာဆိုပြီးငိုပါလေရော။ဒီကောင်ကိုသူ့ဘဘတို့လက်ထဲထားပြီးတိုက်အောက်ကိုကျမကပြားကရာဆင်းလာခဲ့တယ်။ကျမတို့တိုက်ရှိမှာတစ်ပင်အုပ်တွေကိုကျမတိုးဝင်ခဲ့တယ်။မောင်စွမ်းပြေပြောတဲ့ငါပြောပင်အုံနာကျမအယောက်မှာတော့ခဲကနေကြားလိုက်ရတဲ့ခွေးမှန်ဖီတန်တန်ပျောက်တိပျောက်ကြားတိုးဝင်နေတဲ့မီးရောင်တွေကြားမှာခွေးအနက်ရောင်ကိုကျမရှာပေမဲ့ဘလို့မှမတွေ့ရပဲငါပြောပင်အုပ်ကြားမှာကျမလန့်တွေ့နေရတာကပေါက်နေတာရက်တော်ကြာပြီဖြစ်တဲ့အညိုရောင်ခွေးတအုံမှမိသားစုနဲ့တခြားခွေးတွေမန်ဖီကျင်သေးတဲ့ခွေးတအုံမှကိုလေချွန်လက်ဖြောက်တီးချော်မွင်ကျမအနာတိုးကက်ကြည့်လိုက်တော့တွေ့ပါပြီလူကြီးကိုတော့မှထိတ်ခနဲဖြစ်သွားစေတဲ့ခွေးတရေနဲ့ကျမရင်ဆိုင်လို့တွေ့ကြပါပြီခွေးညိုမရဲ့နှုတ်ကိုခွေးပေါက်လေးတွေနဲ့အတူလူရက်တိုးဝေဆိုနေတဲ့ညစ်သေးမဲမောင်လာတဲ့အသားရည်နဲ့လူမျက်နှာလေးတစ်ခုကိုကျမမယုံနိုင်သလိုကြည့်နေမိပါတယ်တကယ်တော့ခွေးတရေဟာမောင်စွမ်းပြေတို့ထက်2 နှစ်လောက်ပဲကြီးမယ်လူမမဲခလေးငယ်လေးတယောက်ပါသားကဗမာနေတာလဲဒီအုတ်နေရကြီးရဲ့ဟိုးဘက်အဝေးကြီးမှာသားမအဖေတို့အမေတို့ရှိလားအဖေရှိတယ်အမေမရှိဘူးသေသွားပြီ။အော်သားမညီအကိုမောင်နှမတွေရောရှိလားရှိတယ်ရှိရင်သားကသူတို့နဲ့ကစားလို့ရတာပဲခွေးတွေနဲ့အကြာကြီးမကစားရဘူးနော်နေမကောင်းဖြစ်တတ်တယ်ခွေးတွေကကျွန်တော်ကိုချစ်တယ်လူတွေကကျွန်တော်နဲ့မကစားဘူးပြီးတော့ခွေးရဲ့နှုတ်ကိုလည်းမဆို့ရဘူးလေသားလေးကျွန်တော်အမေရဲ့နှုတ်ကိုမှမဆို့ရပဲငါပြောပင်ကြားကဆွဲထုတ်ပြီးကျမတို့လူကြီးတွေမေးသမျှမေးခွန်းတွေကိုခလေးကတော့အေးလေးဖြေသွားခဲ့တယ်ကျမတို့မှတော့စက်မမေးနိုင်ကြတော့ပဲမုတ်ကျွေးရမလို့ရေတိုက်ရမလို့ဖြစ်ကုန်ကြတော့နှုတ်သွက်ရှာသွက်မောင်စွမ်းပြေကသူသိကျင်တဲ့မိကုံကိုဝင်မိတယ်ကိုကြီးနမဲဘသူလဲတဲ့အားလုံးသူ့ကိုဝိုင်းကြည့်ကြတယ်သူကတော့မောင်စွမ်းပြေကိုပြုံးစီစီကြည့်လို့ခွေးတရေတယ်လေကြည်စမ်းဒီနမဲကိုသူသိနေတာပဲမောင်စွမ်းပြေတယောက်ကတော့သူ့အမေရင်ခွင်နဲ့တိုးဝင်ပူလို့ကျမတို့အားလုံးရေမောကြရင်အဲ့ဒီနေ့ကစားလို့သူကလေးဟာကျမတို့တိုက်တေးကြမှာခွေးတရေလို့ပဲအမိတွင်တော့တယ်ခလေးက isolation ဖြစ်နေတာသူကိုဂယုဆိုင်မဲ့သူအရေးတယူလုံးမဲ့သူမရှိတော့အထီးကျန်ဖြစ်နေတာဒီရွယ်တွေမှာပတ်ဝန်းကျင်နဲ့ဆက်ဆံနိုင်မှုရွယ်သူကစားပေါ်စကားပြောပေါ်ပြောပတ်တငယ်ချင်းနေလို့တယ်ရွယ်သူအုပ်စုလေးတွေကစားကြစကားပြောကြနေထိုင်ကြရင်လည်းမှစီကန်းဆိုတာကိုအလိုလိုနားလည်လိုက်နာသဘောပေါက်လာကြတာကိုဒီကလေးမှာသူ့ကိုဘသူကမှအရေးတယူမဆက်ဆံတော့ခွေးတွေနဲ့သွားနေတော့တာပေါ့ခွေးတွေနဲ့ကစားမယ်စကားပြောမယ်သူ့အတွက်ကြာရင်ဘယ်ကောင်းမှမလဲကိုတို့အားလုံးဝိုင်းပြီးတော့မေတ္တာပေးနိုင်ရင်အရေးတယူလုပ်ပေးနိုင်ရင်မဆိုးပါဘူးမောင်စွမ်းပြေတို့ရဲ့ဘဘတို့ကတော့သူ့ရဲ့ psychology ရှုထောင့်ကနေသုံးသက်ရှုမြင်ပြီးသူတတ်နိုင်သမျှလက်တွေ့အကောင့်တွေဖော်ဖို့ကြိုးစားတယ်ခွေးတရေလေးနဲ့မောင်စွမ်းပြေတို့အဖွဲရှင်နေအောင်စကားပြောခိုင်းတာမျိုးသူ့ကိုအရေးတယူမှုတ်ကြွေးတာမျိုးတို့ပေါ့တခြားသူတွေတော်တော်များများကလည်းမှုတ်ကြွေးကြအဝတ်အစားလေးတွေပေးကြတယ်ဖြည်းဖြည်းချင်းခွေးတရေလေးဟာကျမတို့တွေကိုဘလို့တုတ်ပြန်လာတဲ့မှတ်လေသူကိုခုချိန်ထိရွှွန်တွန်းတွန်းဖြစ်နေသေးတဲ့မောင်စွမ်းပြေတို့ခလေးအုပ်စုကိုတမနက်မှာအံ့ဩဖွယ်ရာသူတီဆောက်ထားတဲ့ကစားစရာကားအဝေးပြေးစခန်းလေးကိုခေါ်ပြရှာတယ်မောင်စွမ်းပြေတို့တွေအံ့ဩသဘောကျပျော်ရွှင်သွားစေတဲ့ကားအဝေးပြေးစခန်းလေးကိုခွေးတရေလေးကအမိုက်ပုံးတွေကရေတံဘူးဟောင်းနေနဲ့လှုပ်လို့လမ်းတွေကိုအစီအီတက်ရက်စက်ကူအဝိုင်းအတွန်းလေးတွေကိုချိုးထားတယ်လေရဟက်လေးတစ်ခုတောင်ပါသေးတယ်သူ့ရဲ့ညံကောင်းမှုကိုကျမတို့တအံ့တောတွေးကြရတာပါပဲချက်ချင်းမောင်စွမ်းပြေတို့အဖွဲကကိုကြီးခွေးတရေဖြစ်သွားကြတော့တယ်ကျမတို့လူကြီးတွေကိုခွေးတရေလေးတုံပြန်မုံကတော့တိုက်ပေါ်ကနေအမိုက်သွားပစ်ဖို့ဆင်းလာတဲ့ဆရာမတွေရဲ့လက်ထက်ကအမိုက်ချင်းအမိုက်အိတ်တွေကိုအတင်းဆွဲယူပြီးအမိုက်ပုံမှာသွားပစ်ပြီးတော့တာပဲတဖြည်းဖြည်းနဲ့ခွေးတရေလေးကိုတိုက်ရဲ့တရံဝန်အမိုက်ပစ်သမားလေးအဖြစ်သတ်မှတ်ကြရပြီးသူအမိုက်တစ်ခါပစ်ပြီးတိုင်းမုတ်ပိုး20 50အထိပြီးကြတယ်သူအတွက်မုတ်တို့ဟင်းတို့ထမင်းတို့လည်းခြံထားကြတယ်ခွေးတွေကိုတော့သူကချစ်ခင်နေမြဲခွေးတွေကလည်းအံ့ဩဖို့ကောင်းအောင်သူ့ကိုချစ်ကြတာများသူနောက်ကိုတကောက်ကောက်လိုက်နေတဲ့ခွေးအုပ်တအုပ်အမြဲတမ်းရှိတယ်
အမိုက်ပစ်ဖို့တခန်းဝင်တခန်းထွက်သူလာပြီးဆိုရင်သူ့နောက်မှာရန်လုံးဆိုတဲ့အင်မတန်ကြီးမားထွားကြိုင်တဲ့ခွေးကြီးတစ်ကောင်ကအမြဲပါလာတတ်တယ်။သူကိုစောင့်ရှောက်ပြီးလိုက်လာသလိုပဲသူကလည်းသူစားရသမျှတွေကိုဝေမျှပြီးလို့ကျမတို့မှသူ့ကိုတကြီးကြီးနဲ့အကဲခတ်ရင်မောင်စွမ်းပြေးတို့အတွက်သူ့လုပ်ပြီးတဲ့ကစားစရာတီထွင်ညံတွေကတဖြည်းဖြည်းပိုကောင်းလာတာကိုသဘောကျရင်နောက်2 နှစ်လောက်နေရင်ကျမတို့နားကကာဝက်ရှော့မှာခွေးသေးရဲလေးကိုအလုတ်တင်အပြစ်အပ်ပေးမယ်လို့တိုင်ပင်ထားကြတယ်။ကာကြီးလိုက်ဆိုလေကွာကိုကြီးခွေးသေးရဲကလည်းကာကြီးဟုတ်ပြီခခွေးခခွေးကြဲကြဲဆိုနော်တားကဆရာကြီးဗျဆရာကြီးဦးစွမ်းပြေဟေးငါကဆရာမကြီးဒေါ်တော်တော်ငါကတက္ကသိုလ်ကဆရာမငါအမေလိုပဲငါကကိုကြီးခွေးသေးရဲကိုအင်္ဂလိပ်စာသင်ပေးမယ်အေးလို့ဆိုလေလိုက်ဆိုလေကိုကြီးခွေးသေးရဲအေးဘီဘီနေဦးဟာငါတင်အောင်မယ်ကိုကြီးခွေးသေးရဲကာကြီးခခွေးဆိုကျမတို့လူကြီးတွေကြည့်ပြီးရဲမောကြည်နူရတဲ့ဆရာမလုံတန်းကစားရင်သူတို့ကိုကြီးခွေးသေးရဲကိုစာတင်ပေးကြတဲ့ကလေးများရဲ့တခုသောတနင်္ဂနွေနေ့နနက်ခင်းရဲ့အဖြစ်အပျက်လေးတစ်ခုကိုကျမတို့တို့ဘသူမှမျှော်လင့်မထားခဲ့ကြပါဘူး။အဲ့ဒီနေ့ဟာကျမတို့စီမှာအလွန်တရာများပြားနေတဲ့ခွေးတွေကိုစီပင်သားရကအမဲလုံးနဲ့တန်ရှင်းရေးလုပ်တဲ့နေ့ဖြစ်ခဲ့ပါတယ်။စီပင်သားရကားကြီးထိုးဆိုင်လာပြီးဝန်ထမ်းတွေကချောင်းညိုချောင်းကြားကခွေးသေးတွေကိုစုဆောင်းကောက်ယူပုံကြတဲ့အချိန်မှာပဲဝိုင်းကြည့်နေကြတဲ့လူတွေနဲ့ကျွတ်စီလဲဖြစ်လာရောမောင်စွမ်းပြေတို့ခလေးအုပ်စုကြီးဟာခွေးသေးရဲကိုစားတဲ့နေရာကကျွတ်စီဖြစ်တဲ့နေရာကိုပြေးကြတော့တယ်ပြေးလာတဲ့ခွေးသေးရဲဟာခွေးသေးပုံကြီးရဲ့ရှေ့မှာတုံကနေရက်တန့်သွားပြီးမမိတ်မသုံးရက်ကြည့်နေတာဟာလဲနည်းနည်းလေးတောင်မှမလှုပ်ခဲ့ပဲသူလှုပ်လာတဲ့အချိန်ဟာဘယ်အချိန်လဲဆိုတော့ခွေးသေးပုံရဲ့အောက်ဆုံးကပေါ်လာတယ်သူ့ရန်လုံးကြီးကိုစီပင်သားရဝန်ထမ်းတွေကကားထဲဆွဲတင်ပစ်လိုက်တဲ့အချိန်နဲ့ကားတကားကိုဂျင်းကနေပိတ်လိုက်တဲ့အချိန်မှာပေါ့ခွေးသေးရဲဟာအတကုံဆူဆူဝါဝါဟစ်អော်လိုက်တယ်ပြီးတော့ခုံပေါက်တယ်ပြီးတော့ထွက်သွားတဲ့ကားနောက်ကနေပြေးလိုက်သွားတော့တာပဲသူ့ပါဇက်ကတတွတ်အော်သွားတာကကျွန်တော်အမျိုးတွေတေသွားပြီကျွန်တော်တငယ်ချင်းတွေတေသွားပြီတဲ့မမျော်လင့်နဲ့အလွန်မြန်ဆန်စွာဖြစ်ပြသွားတဲ့ဒီအဖြစ်ပြက်လေးပြီးတဲ့အချိန်ကစပြီးခွေးသေးရဲလေးဟာပျောက်ချင်းမလားပျောက်လို့ကျမတို့စီကိုပေါ်မလာတော့ပါဘူးနေ့လဲတနာရီတိတိအပြင်ကပြန်လာတဲ့ကျမတို့ကားလေးတက်အီနဲ့ကျမတို့ရဲ့ဆရာများရိတ်သားတဲ့ကိုဝင်လာတဲ့အချိန်ဟာထုံးစံအတိုင်းငြိမ်သက်တိတ်ဆိတ်လို့ကားထဲကပစ္စည်းရာတွေကိုမနိုင်မနှင်းတည်ဖို့ကြိုးစားတဲ့အချိန်မှာကျမတို့ကစိုက်တာနဲ့မြင်တဲ့နေရာကနေအပြေးလာကြိုတက်တဲ့ခွေးသေးရဲလေးကိုကျမမယ်တတိယပြန်ရောပစ္စည်းတွေကိုတဲပြီးကားတကားကိုလည်းတိတ်ပိတ်ချင်တာပဲခုဆိုရင်ခွေးသေးရဲလေးပေါ်မလာတာ3-4လတောင်ရှိခဲ့ပါပြီညနေဆောင်ရင်တောက်ဆိုပြီးအမိုက်ရှိလားလို့စကားမပြောဘဲအချက်ပေးတတ်တဲ့ခွေးသေးရဲရဲ့တကားပေါင်ခောက်တန်လေးကိုကျမတို့အားလုံးလွမ်းကြရပါတယ်မောင်စွမ်းပြေဆိုသူ့အမေကိုဂျေရိုးနဲ့မဟုတ်ဘူးနဲ့ចောင်းသားတွေလာကြတော့ပြီဆိုရင်ကိုကြီးခွေးသေးရဲအတွက်ဆိုပြီးခြံရတာအမောကျမလည်းလှဲတန်းစီကအုတ်ထုပ်လေးတစ်လုံးဝယ်ထားမိပါတယ်ပစ္စည်းတွေကိုကျမတို့2ယောက်မျှတာသိရင်တိုက်ပေါ်ကိုအတက်လှေကားတစ်စစ်ချိုးထောင်ကွေးလေးကိုအရောက်မှာတော့ဟာခွေးသေးရဲလေးကျမရဲ့ဝမ်းသာအားရလှုပ်ခနဲ့အော်တန်ကျမခင်မွန်းတဲ့ကလည်းဒီကောင်ပြန်လာပြီတဲ့ဒါပေမဲ့ခွေးသေးရဲဟာကျမတို့ကိုလုံးဝမောမကြည့်ပါဘူးမကြည့်အားဘူးဆိုရင်ပုံမှန်ပါလိမ့်မယ်ခွေးသေးရဲဟာအလုပ်တစ်ခုကိုအလွန်တရာအာရုံစိုက်ပြီးလှုပ်လို့နေပါတယ်သူ့ဘေးမှာတေချာနေရတဲ့ရှွန်ပုံကြီးတစ်ခုရှိတယ်ရှွန်ပုံကြီးဘေးမှာတော့အလွန်လက်ရာမြောက်လာတဲ့ရှွန်ရုပ်လေးများစွာဘာရုပ်လေးတွေလဲလို့တော့မေးစရာလိုမယ်မထင်ပါဘူးခွေးရုပ်ကလေးတွေပေါ့အရွယ်အစားအမျိုးမျိုးနဲ့ခွေးရုပ်ပေါင်းများစွာတချို့ရှွန်6စတချို့စိုးနေစေအကြီးဆုံးခွေးရုပ်ကလေးတစ်ရုပ်ကတော့နရွက်ဖဖအမီးကြီးတေးကြပါတယ်ဒါခွေးသေးရဲ့ရန်လုံးကြီးပဲပေါ့သူ့လက်ထဲမှာလဲလှုပ်လက်စခွေးရုပ်လေးဟာတပြေးပြေးပြီးပြင်းထင်ရှားလာလို့သူဘလောက်များစိတ်ဝင်စားနေတယ်လဲဆိုရင်မျက်နာတစ်ခုလုံးချွေးတွေတောင်တီးပြီးတောက်ကြလို့ခွေးသေးတာဟိတ်ကောင်သူ့လှုပ်လက်စခွေးရုပ်လေးအပီးတက်တဲ့အချင်းကိုစောင့်ပြီးမှကျမခေါ်တာပါဒါပေမဲ့သူကျမကိုလုံးဝမကြည့်ပါဘူးခွေးသေး
မင်းဘဲကိုရှောက်သွားနေတာလဲကွာပြောပါဦးကျမခင်မုံရဲ့တရင်တနည်းလေးတန်ကိုလဲသူကဂယုမဆိုင်ပါဘူးသူဂယုတဆိုင်စိုက်ကြည့်နေတာကသူ့ရှေ့ကခွေးရုပ်ကလေးတွေကိုပါရုတ်တရက်ခွေးတရေဟာဝမ်းသာအားရဟတ်ဟတ်ပတ်ပတ်ရေမောလိုက်ပါတယ်ပြီးတော့ခွေးရုပ်ကလေးတွေကိုတိမ်ကြုံပွေဖက်လို့ကျွန်တော်အမျိုးတွေပြန်လာပြီကျွန်တော်တငယ်ချင်းတွေမသေးတော့ဘူးအော်ရင်ဟေ့ရင်ကပဲခွေးတရေဟာသူ့ခွေးရုပ်လေးတွေကိုအကြံပဒံခြေမွားဖြက်စီးလိုက်တော့တယ်မလုံနဲ့လေခွေးတရေမလုံနဲ့ခွေးတရေဟာကျမကိုလုံးဝဂယုမဆိုင်တော့ပါဘူးခွေးရုပ်လေးတွေကိုသာအညိုတကြီးခြေဖွားရိုက်ပုတ်ရင်သူငိုနေတာပါမျက်စိမျက်နှာပြက်စွာနဲ့ကျမခင်မုံကိုအာကိုတကြီးကြည့်လိုက်ပြီးတော့ခလေးစိတ်ပညာအထူးပြုနဲ့ပွဲရတင်ကြားနေသူဟာမျက်စိမျက်နှာပြက်စွာနဲ့ကျမကိုပြန်ကြည့်လို့ကျမတို့သူ့ကလေးကိုဘလို့လုပ်ရပါမလဲဆီယမကြီးနုနုရင်အင်ဝါရေးသားထားတဲ့ခွေးတရေဆိုတဲ့ဝတ္ထုတူလေးကဒီနေရာမှာလည်းပြီးဆုံးပါပြီရှင်အဆုံးထိလိုက်ပါခန်းစားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ကျမကတော့တင်ဆက်သူခိုင်ပါနောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ကြရအောင်လားရှင်